Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေးကဆိုရင်ဌာနလေးကဒီနေ့ကောင်းညက်ချင်တယ်လို့ပြောပါတယ်ရှင်ဒီမှာသူ့ရဲ့ဖေကနေပြီးတော့เนาะစိတ်ရှိလက်ရှိဒီမှာပုံဖော်ပေးနေပါတယ်ဟုတ်ကဲ့ပါသူ့ရဲ့သားလေးလည်းကြည်ကြည်เนาะအရန်ကိုမှဒီမှာငြိမ်ပြီးတော့ခံနေပါတယ်เนาะသူ့အဖေစပင်ပုံလေးဖော်ပေးနေပါတယ်ရှင်ကြည်ပါဦးအရန်ကိုမှလိမ်မာနေပါတယ်ဒီနေ့ကโอเคသူကနေပြီးခေါင်းလျှော့ချင်တယ်လေဒီမှာခေါင်းညှက်ပြီးတော့ခေါင်းလေးလျှော့နေပါတယ်ရှင်ဒီမှာခေါင်းလေးလျှော့နေပါတယ်အသက်ကလည်း3နှစ်လေးပဲရှိသေးတယ်เนาะခေါင်းလျှော့တာလေလူကြီးလို့ရတယ်เนาะဒီမှာကြည်ဒီမှာကြည်အကုန်လုံးခြေလေးလက်လေးပစ်ချပြီးတော့တိချလေးအိပ်ပြီးတော့ဗောနော်သူဇီလေးခံနေပါတယ်ရှင်ဇီလေးခံနေပါတယ်နော်ဒီမှာခေါင်းလေးလျှော်ပြီးပြီဆိုတော့သူအဖေကနေပြီးစပင်ပုံလေးတွင်းနေပါတယ်ဒီမှာစပင်ညှက်ပြီးပြီဆိုတော့စပင်သူအဖေညှက်တဲ့ပုံလေးဗောနော်အိတ်ချင်နေပါပြီဒီမှာစပင်လေးပုံလေးနည်းနည်းပဲဖော်တယ်ပေါ့နော်ဒီတစ်ခေါက်လေးကကြည့်ပါဦးသူရဲ့အဖေလုတ်ပေးထားတဲ့လက်ရလေးပဲပေါ့နော်ဒီနေ့ကရန်လိမ့်မာနေပါတယ်ဒီမှာဒီဇိုင်းလေးဖော်ထားပေးတယ်ဒီမှာကြည့်ပြီးသွားတဲ့ရက်လက်လေးပေါ့နော်ဟုတ်ကဲ့ပါအခုလိုမျိုးကြည့်ရှုပေးတဲ့ချစ်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုဖိုင်မှာလဲပေါ့နော်ထပ်မံပြီးတော့ဆုံတွေ့မယ်လို့ပြောကြရင်းနဲ့ပဲအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်